အားလုံးပဲမင်္ဂလာပါရှင်။ဇာလေး Cookie for Family Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ခါမှာတော့လောက်ရတာအရန်ကိုမှလွယ်ကူပြီးတော့စားရတာလည်းအရန်စားကောင်းတဲ့အာဟာရလည်းဖြစ်စေပြီးတော့တသားမီလေးတွေကိုအိမ်မှာအလွယ်တကူလှုပ်စားပြီးလို့လှုပ်ကျွေးလို့ရစေမယ်။ကြက်ဥပေါင်းလူနီလေးကိုလည်းရောက်မြောက်ပေးခြင်းဖြစ်ပါတယ်။ပါဝင်ပစ္စည်းလေးတွေကတော့ကြက်ဥပါမယ်အစာအတွက်ကစုံဥနဲ့ပြောင်းမှုကိုသုံးမယ်ပေါ့နော်အရသာအတွက်ပဲငပြရေကြက်သားမှုန့်နဲ့ငရုတ်ကောင်းမှုန့်ကိုအသုံးပြုပါမယ်ပြီးရင်တော့ရေလေးပါလိုအပ်ပါမယ်အရင်ဦးဆုံးဇာလင်းကကြက်ဥနှလုံးစာကိုအရင်လုပ်ပြပါမယ်ကြက်ဥနှလုံးကိုဖန်ခွက်တစ်လုံးနဲ့ကိုအရင်ဖောက်ထည့်ပေးလိုက်မယ်နော်ဖောက်ထည့်ပြီးရလာတဲ့ကြက်ဥလေးတွေကိုသူ့ကိုအမှတ်သားလေးမှတ်ထားပေးလိုက်မယ်နော်နောက်ထပ်ရေထည့်ဖို့အတွက်ပါအမှတ်သားလေးမှတ်ထားပြီးပြီဆိုရင်ဒီကြက်ဥလေးကိုဇာလင်းတို့ခလောက်မဲ့ခွက်လေးတွေကိုလှည့်ပြီးတော့ထည့်ထားပေးလိုက်မယ်နော်ဇာလင်းကတော့ကြက်ဥကိုလေးလုံးပေါင်းမှဖြစ်ပါတယ်ဒါပေမဲ့နှလုံးချင်းစီအရင်ပေါင်းပြမယ်ပေါ့နော်ဇာလင်းကကျန်တဲ့နှလုံးကိုတခြားတစ်တော့အတွက်အရိုက်မှဖြစ်တဲ့အတွက်ကြောင့်မို့ပါလှည့်ထည့်ပြီးပြီဆိုရင်ဆွမ်းနာကအမှတ်သားမှတ်ထားတဲ့အထိရေထည့်ပါမယ်အဲ့ဒီအမှတ်သားအထိရေကို2ခါထည့်ပေးပါမယ်ကြက်ဥနှလုံးပြီးရင်ရေ2ဆထည့်ပါတယ်အရသာအတွက်ပဲငန့်ပြရေတစ်စွန်းထည့်ပါမယ်ကြက်သားမှုလေးပါယုံလေးနည်းနည်းလေးထည့်ပေးပါမယ်ပြီးရင်ငရုတ်ကောင်းမှုလေးထည့်ပေးပါမယ်ပြီးရင်တော့အားလုံးကိုတမတော့အောင်ခလောက်ပြီးလိုက်ပါမယ်နော်ပြီးရင်ပေါင်းမဲ့ပကံလေးတွေကိုဇာလင်းတို့လောင်းထည့်ထားပေးလိုက်ပါမယ်အစာလေးတွေကတော့မိမိကြိုက်တဲ့အစာကိုထည့်လို့ရပါတယ်ဇာလင်းကတော့ဒီပြောင်းမှုလေးနဲ့ကစုံဦးလေးအခါမှာဆင်းနေလို့ဒါလေးပဲထည့်လိုက်ပါတယ်အမှန်တကယ်ကသူကအသေးရွက်လေးတွေထည့်လို့ရတယ်မွန်လာဦးနီလေးတွေနနံပင်တို့ကြက်သွန်မေတို့လည်းထည့်လို့ရပါတယ်ဇာလင်းကစီတာလေးကိုပဲထည့်လိုက်ပါတယ်ကဲဒါလေးတွေကတော့ရလာတာလေးတွေပါပြီးရင်တော့ပေါင်းကြမယ်ပေါ့နော်မပေါင်းခင်မှာယူနီအိုးကိုအရင်စုအောင်တည်ထားပေးမယ်ယူနီအိုးစုလာပြီဆိုရင်မီးကိုဆော့ပေးမယ်ပြီးရင်အဖုံးလေးကိုဖွင့်ပြီးတော့အပူကိုအဖုံးဖွင့်ပြီးတော့အပူလေးနည်းနည်းပြန်သွားအောင်ဖွင့်ထားပေးလိုက်မယ်ပြီးတော့မှကျုပ်ပကံလေးကိုထည့်ပြီးတော့မီးအေးလေးနဲ့ပေါင်းထားပေးပါမယ်15မိနစ်လောက်ပေါင်းထားပြီးဆိုရင်တော့အဖုံးလေးဖွင့်ကြည့်ပြီးတော့သွားကြထိုးဒုတ်လေးနဲ့ထိုးကြည့်လို့ရပါတယ်ဒုတ်လေးနဲ့ထိုးကြည့်တဲ့အခါမှာပြန်ဆွဲထုတ်ပြီးတော့ဒုတ်မှာရေစွပ်ပတ်လေးမဖြစ်နေဘူးဆိုရင်တော့ဒီကျုပ်ပေါင်းလေးတစ်ပကံရပြီပေါ့နော်သူကအခွန်နဲ့ပေါင်းတယ်လို့မျိုးအသားတစ်တင်လေးမဟုတ်ပဲနဲ့သူ့ရဲ့အသားလေးကအီအီတုံတုံလေးပေါ့နော်ဇာလင်းကခဏလေးဆက်ပေါင်းထားလိုက်ပါတယ်အမှန်တကယ်ကဒီကြက်ဥပေါင်းလုံးနီလေးကိုတောင်းဆိုထားတဲ့အမတယောက်စီပါတယ်သူတောင်းဆိုထားတာကြားပြီပေါ့နော်ဒါလေးအခွန်လေးနဲ့ပေါင်းလုပ်တဲ့နီးတဲ့ဗီဒီယိုရဲ့အောက်မှာမှတ်လေးလိုက်ရေးထားပါတယ်အရန်ကြာသွားတယ်ပေါ့နော်လုပ်ပြဖို့အတွက်အဲ့အတွက်တောင်းပန်ပါတယ်သူကဒီလိုလေးပေါ့နော်အီတတုံလေးပါအရသာလေးကအရန်ကောင်းတယ်သူကပကံလေးနဲ့အစုံးလေးနဲ့ခတ်စားရုံလေးပေါ့နော်လုံနီလေးကလည်းအရန်လွယ်ပြီးတော့ပါဝင်ပစ္စည်းလည်းနေပါတယ်စားလို့လည်းအရန်ကောင်းတယ်နော်လိုက်ပြီးတော့လှစားကြည့်ပါအောင်ရှင်အခွန်လေးနဲ့လှုပ်တဲ့နီးကြတော့သူကတစ်တင်လေးပေါ့နော်တစ်မျိုးလေးစားကောင်းတယ်အဲ့ဒီလုံနီလေးကိုသိချင်တယ်ဆိုရင်စလင်းဒီမှာလင့်လေးထည့်ထားပေးမယ်နော်ကဲမြည်ကြည့်မယ်နော်စားကြပါအောင်ရှင်သူကအီအီတုံလေးနဲ့အချိန်လေးတုံးလေးလို့ပေါ့နော်အရသာလေးကအရန်မပြင်းဘူးအကယ်၍ကိုကအရသာလေးလေးပပင်းလေးစားချင်တယ်ဆိုရင်တော့အရသာပို့ထည့်နိုင်ပါတယ်ဒါကတော့မိမိစိတ်ကြိုက်ပေါ့နော်ထိုင်းမှာဆိုရင်တော့သူတို့ကကြက်သွန်ပြူစီချက်ကလေးနဲ့စားလေးစီကြပါတယ်ကြက်သွန်ပြူစီချက်ကျွတ်လေးကြော်ပြီးတော့စားမယ်ဆိုရင်လည်းအရန်ကမှအဆင်ပြေပါတယ်ဇာလင်းကတော့ကြက်သွန်ပြူစီချက်မလုပ်တော့ပါဘူးရှင်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆုံးတင်လိုက်ပါကျေးဇူးပေးလို့အထူးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲနေကောင်းကြမှာပြီးတော့ဘေးဘီယာဝေးကွာကြပါစေရှင်နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ကြည့်နိုင်ဖို့အတွက်ဇာလင်းရဲ့ channel လေးကို subscribe လေးနဲ့သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါရှင်